ရှေးဟောင်းဂရိဒန္တာကြီးတွေထဲမှာအထင်ရှားဆုံးနဲ့အကြီးကျယ်ဆုံးသောစစ်ပွဲကြီးတစ်ခုဖြစ်တဲ့ Trojan စစ်ပွဲကြီးအကြောင်းကိုရိုက်ကူးထားတဲ့ Troy ရုပ်ရှင်ဇာတ်ကားကြီးရဲ့အစမှာတော့6တွေ့တဲ့စစ်မြေပြင်တစ်ခုပေါ်မှာ Tesla စစ်တပ်နဲ့ဗရိတပေါင်းစုတို့ကမျက်နှာချင်းဆိုင်ရင်ဆိုင်နေကြတာကိုမြင်တွေ့ရမှာပါဂရိပင်အာကာမန်နွာသူ့ရဲ့ Empire ကိုချဲ့ထွင်မှုအတွက် Tesla ကိုပါသိမ့်ပိုက်ချင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့နှစ်ဖက်တပ်တွေအသေးအကျေသွေးချောင်းစီးပြီးတော့တိုက်ခိုက်မဲ့အစားတစ်ဖက်ကိုအကောင်းဆုံးစစ်တီတယောက်စီထွက်ပြီးတော့တယောက်ချင်းရှင်ပြန်မှုအကောင်းဆောင်နှစ်ယောက်ကသဘောတူလိုက်ကြပါတယ် Good day for the crows. Remove your army from my land. I like your land. And if my man wins? I'm a generous man. အဲ့ဒီအချိန်မှာ Tesla ဘက်ကနေကြောက်ကမန်လေးအရာမလူတော်ကြီးဘိုဝါဂရီယက်စ်ကထွက်လာပါတယ် Boagrius! သူ့ရဲ့ခန္ဓာကိုယ်အယွယ်စားနဲ့အဟွဲ့တန်ကားတယ်။ကျန်သူတွေကိုတုံးလို့သွားစေခဲ့တယ်။ဒီလူတော်ကြီးကိုရင်ဆိုင်မှုအတွက်အာဂမန်တို့မှသူ့တပ်ထဲကအကောင်းဆုံးစစ်တီဖြစ်တဲ့အာခီလိစ်ကိုခေါ်လိုက်ပါတယ် Achilles! တပိုင်းမှာအစွမ်းထက်ဆုံးနဲ့တက်လို့မသေးနိုင်ဘူးလို့တန်းတာကြီးတွင်းနေတဲ့အာခီလိစ်ကပြေးလွှားတိုက်ခိုက်တဲ့နေရာမှာကြိုင်ပတ်တင်းပါတယ်။အာခီလိစ်ကသူ့စီကိုပြေးဝင်လာတဲ့အဲ့ဒီအေယာမလူတော်ကြီးကိုမျက်စိတမိတ်အတွင်းမှာပဲအလွယ်တကူရှောင်တိန်ပြီးတော့ပကုံးကနေဓာတ်နဲ့ထိုးချကအဆုံးသက်ပြလိုက်ပါတယ်။ Is there no one else? ဒီလိုဂရီတို့အတွက်အောင်ပွဲကိုအထားကြယူဆောင်ပေးခဲ့တယ်။ဒါပေမဲ့အာခီလိစ်ဟာအာဂမန်တို့ဘရင်တပါလို့လေးစားမှုမရှိတာကိုတော့ဒီအခန်းမှာကလေးတော့အထင်သာမြင်တွေ့ရမှာပါ Give it to your king. He's not my king. အဲ့ဒီနောက်မှာတော့ဇလန်ကငြိမ်းချမ်းပြီးတော့ဒါရလှပါတယ်စပါတာမြို့ကြီးကိုပြောင်းသွားပါတယ်စပါတာဘရင်မန်နီလော့စ်ဟာထရိုင်မြို့ကနေရောက်ရှိလာတဲ့မင်းသားတွေဖြစ်တဲ့ဟက်တာနဲ့ပဲရစ်တို့ကိုဖိတ်ကြားပြီးတော့နိုင်ငံခြားငြိမ်းချမ်းရေးပွဲကိုကန်ကန်နာနာကျင်းပနေပါတယ်ဝဲတော်ချင်းလူတွေတောက်ဆမ်းမူးရစ်ပြီးတော့ရောပါနေတဲ့အချိန်မှာအချင်းနောက်ကိုမြက်ကန်းမဲ့လိုက်နေတဲ့မင်းသားငယ်ပဲရစ်ဟာမန်နီလော့စ်ရဲ့မိဖုရားကျော်ဟဲလင်စီကိုလျှို့ဝှက်သွားရောက်ခဲ့ပါတယ်။ကဘာပေါ်မှာအလားဆုံးလို့တင်စားခံရတဲ့ဟဲလင်ကိုသူ့ရဲ့တိုင်းပြည်ထရိုင်ကိုလိုက်ခဲ့ဖို့ပဲရစ်ကဆွဲဆောင်มาတော့တယ်။မိမတယောက်ကိုလိုချင်တဲ့ဒီငါတုံးမင်းသားရဲ့လို့ရဟာသူတည်ဖို့သည်များချစ်ဖို့သည်များအရာအလုံးသူ့မိသားစုသူလေးစားရတဲ့အကုန်နဲ့တိုင်းပြည်တစ်ခုလုံးကိုပျက်စီးကိန်းဆိုင်စေတော့မှာလား။ဒါပေမဲ့ကဘာပေါ်မှာအလားဆုံးမိမတယောက်ဖြစ်နေတော့လေရိုးရိုးသားသားပြောရရင်သူ့ကိုအပြစ်တင်ဖို့လို့ခက်ခဲပါတယ်။နောက်နေ့မနေ့ထရိုင်ကိုပြန်မဲ့တင်မောပေါ်ရောက်မှာပဲ။ဟဲလင်ပါလာရာကိုတီးသွားတဲ့ဟာတာကအလုံးမဲ့ဒေါသထွက်ခဲ့ပါတယ် I must show you something. သူတို့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာအလကားပြစ်သွားပြီဆိုတာကိုသူသိလိုက်တယ်။ဒါပေမဲ့ညီးပြစ်သူကိုမစွန့်လွတ်နိုင်တာကြောင့် Troy ကိုပဲဆက်ခေါ်လာခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ကိုမိမအခုခံလိုက်ရပြီးတော့ဂုံးတိတ်ခါကျဆင်းသွားတဲ့ Manilos ကဒေါသတကြီးနဲ့ Mycene ကိုတွားပြီးတော့သူ့အကိုအာဂမန်နွန်စီမှာ Troy ကိုဖျက်ဆီးဖို့အကူအညီတောင်းပါတယ်။အာဂမန်နွန်ကလည်းညီးပြစ်သူရဲ့ကိစ္စတွေကိုအကြောင်းပြပြီးတော့နှစ်ပေါင်းများစွာဘယ်သူမှမသိမ့်ပိုင်နိုင်ခဲ့တဲ့အင်အားကြီး Troy မျိုးကြီးကိုသိမ့်ပိုက်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့အေယာမမျိုးရိုးကြီးတွေနဲ့ခိုင်ခိုင်တဲ့ Troy ကိုအနိုင်ယူဖို့ဆိုတာအာခီလိစ်မပါဘဲနဲ့မဖြစ်နိုင်ဘူးလို့စစ်သူကြီးနတ်စတာလာအကြံပေးတယ်။ဟိုဒေစီကကိုယ်တိုင်အာခီလိစ်ကိုတွားရောက်ခေါ်ယူတဲ့အခါမှာအာခီလိစ်ကသူ့ရဲ့မိခင်နဲ့တွားရောက်တိုင်းမြင်မှာ။မိခင်ဖြစ်သူကမင်းဒီစစ်ပွဲကိုမတွားရင်အိမ်အောင်ကြပြီးတော့ဒါသမီးမြင့်မြင့်တွေနဲ့အသက်ရှည်ရှည်နေရမယ်။ဒါပေမဲ့နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့မင်းကိုဘယ်သူမှအမှတ်မိရောမှာမဟုတ်ပါဘူး။အကယ်၍မင်းသာဒီစစ်ပွဲကိုတွားမယ်ဆိုရင်မင်းရဲ့နာမည်ဟာသမိုင်းမှာထာဝရရှင်သန်နေမယ်။ဒါပေမဲ့မင်းဘယ်တော့မှအိမ်ပြန်လာရတော့မှာမဟုတ်ဘူးလို့တတိပေးပါတယ်။ If you go to Troy, you'll never come home. ခေါ်တဲ့ခါကိုမမ်မော်ရဲ့အာခီလိစ်ကတော့တီးရမယ်ဆိုတာတီတီကြီးနဲ့စစ်ပွဲကိုဝင်နှွှဲကိုဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲဟာတာပဲရစ်နဲ့ဟဲလင်တို့ Troy မြို့ကိုရောက်ရှိလာပြီးတော့ဘရင်ကြီးပရီယန်နဲ့ပြည်သူတွေကနှွေးထွေးစွာကြိုဆိုခဲ့ကြတယ်။ဒါပေမဲ့နောက်နေ့မနက်မှပဲသူတို့ရဲ့ပျော်ရွှင်မှုတွေအဆုံးသတ်သွားခဲ့ပါတယ်။
ပိုင်းမှာအကြီးကျယ်ဆုံးသောဂရီတင်မော်ထောင်ပေါင်းများစွာဟာ Troy ရဲ့ကမ်းခြေကိုချင်းကပ်လာပါပြီအာခီလစ်ကသူ့ရဲ့တပ်သားတွေနဲ့အတူကခြားတင်မော်တွေကိုမဆောင်မင်းနဲ့ကမ်းခြေကိုအရင်ဆုံးဝင်စီးပါတယ်သူ့ရဲ့လျင်မြန်မှုရက်ဆက်မှုတွေနဲ့ Troy ရဲ့တပ်တွေကိုအလဲထိုးပြီးတော့အပိုလိုပိမ့်မှန်တော်ကိုဖျက်ဆီးကအစေခံမလေးဘရက်စီရဲ့ကိုလည်းဖန်ဆီးခေါ်ဆောင်သွားပါတယ်Troy ရဲ့တပ်တွေလည်းအထိနာပြီးတော့မြို့ရိုးအတွင်းပိုင်းတိဆုတ်ခွာခဲ့ရတယ်ဒီနေရာမှာဂရီတပ်တွင်းပြဿနာကစပါတော့တယ်အာဂမန်နိုကကမ်းခြေသိမ်းတိုက်ပွဲအောင်ပွဲကိုသူ့ဘက်ဆွမ်းဆောက်သလိုအမွန်းတင်ပြီးတော့အာခီလစ်ပန်းလာတဲ့အမင်းကလေးကိုပါသူ့ရဲ့အာဏာပြတဲ့အနေနဲ့အတဲအာဓမလူယူသွားပါတယ်ကုန်းသိက္ခာကိုစောပါခံရတယ်လို့ခံစားလိုက်ရတဲ့အာခီလစ်ကဒေါသထွက်ပြီးတော့အာဂမန်နိုလာမတောင်းမှမချင်းရှေ့ဆက်မတိုက်တော့ဘူးလို့ညှင်းဆန်လိုက်တယ်နောက်တနေ့ Troy ရဲ့နန်းတွင်မှာဂရီတွေကိုဘလို့ရင်ဆိုင်ရမလဲဆွေးနွေးကြပြီးတဲ့နောက်မှာဟတ်တာဥဆောင်တဲ့ Troy စစ်တပ်ကြီးကမြို့ပြင်ကိုထွက်လာခဲ့ပါတယ်Paris ကအပြစ်မဲ့သူတွေမသိကြစေဖို့အတွက် Manilos ကိုတယောက်ချင်းရှင်တိုက်ဖို့စိန်ခေါ်ပါတယ်ဒါပေမဲ့စစ်ပွဲတွေကြုံမရှိတဲ့ Paris ဟာအင်အားကြီး Manilos ကိုမရှင်းနိုင်မင်းနဲ့အရေးနှိမ်ကသေလူဆဲဆဲဖြစ်သွားပါတယ်ကြောက်လန့်တကြားနဲ့အကိုဖြစ်သူဟတ်တာရဲ့ခြေရင်းကိုတွားသွားပြီးတော့သူ့အသက်ကိုတောင်းပန်နေတဲ့ Paris ကို Manilos ကအသက်ပိုကျိုးစားတဲ့အခါမှာညီဖြစ်သူကိုကယ်တင်တဲ့ဟတ်တာကဝင်ကယ်ပြီးတော့ Manilos ကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့နောက်မှာတော့စစ်ပွဲကြီးစတင်ဖြစ်ပွားပါတယ်ဒါပေမဲ့အာခီကစ်မပါရဂရီတက်ကြီးဟာနေရာယူထားမှုမှန်ကန်ပြီးတော့မြပြကျွမ်းကျင်တဲ့ Troy ကန်စစ်ကိုမရှင်းနိုင်မင်းနဲ့မြို့ရိုးနမ်းမှာအရန်ကတ်သွားတဲ့အတွက်အတုံးအယုံကြဆုံးသာစုခွာခဲ့ရပါတယ်ဂရီစစ်ရှုံးပြီးတော့စိတ်တက်ကြနေတဲ့အချိန်မှာအာဂမန်ဝါစစ်တီတွေစိတ်တက်တက်စီးဖို့တော့ဘရက်စီယာကိုစစ်သားတွေလက်ထက်ထည့်ပေးလိုက်တယ်လို့ဝန်ခံပါတယ်မင်းကလေးတို့စစ်သားတွေဝိုင်းဝန်းနှောက်ယှက်နေတဲ့အချိန်မှာပဲအာခီလစ်ကအချင်းမျိုးဝင်ကယ်လိုက်ပြီးတော့သူတို့နှစ်ယောက်ကြားမှာနားလည်မှုတွေနဲ့အတူတန်ရုံးစင်နဲ့စတင်လာခဲ့ပါတယ်အဲ့ဒီနောက်မိုးလင်းကားစားအချိန်လေးမှာပဲထရိုဂျန်တွေကဂရိတက်စကန်ကိုမီးလောင်ပုံနဲ့ညတွေနဲ့ရုတ်တရက်ဝင်တိုက်ပါတော့တယ်အာခီလစ်ကဝင်မတိုက်ဖက်ရက်ကြည့်နေပေမဲ့သူ့ရဲ့ဝမ်ကွဲညီလေးပက်ထရိုကလတ်ကဂရိတွေကြာဆုံးနေရအောင်မကြည့်ရတော့ဘဲနဲ့အာခီလစ်ဝတ်စုံခိုးပြီးတော့ဝင်တိုက်ပါတယ်အာခီလစ်ဝင်လာပြီးအထင်နဲ့ဂရိတွေစိတ်တက်ကြွသွားပေမဲ့တိုက်ပွဲထဲမှာဟာတာကအာခီလစ်ထင်ပြီးတော့ရှင်တိုက်ရကနေပက်ထရိုကလတ်ရဲ့လေဘင်းကိုလှိမိပြီးတော့ကြာဆုံးသွားပါတယ်စောင့်ထားတဲ့ခမောက်ကိုချွတ်ကြည့်လိုက်တဲ့အခါမှာတော့ကလေးရဲ့ရွယ်သားရှိသေးတဲ့ Patroclus ဖြစ်နေတော့မြင်ပြီးတော့ဟာတာကိုရန်လည်းအလွန်ပဲနောင်တရသွားခဲ့ပါတယ်။ဒါပေမဲ့အချိန်နဲ့နှောင့်သွားခဲ့ပါပြီ။ညီပြည်သူတည်ဆုံးသွားတဲ့တဲ့တင်ကြောင့်ဒေါသထွက်ပေါက်ကွဲသွားတဲ့အာခီလစ်ကနောက်တဲ့နေ့မှာ Troy ရဲ့မျိုးရိုးရှိကိုစစ်ရဲထားတဲ့တယောက်တည်းရောက်လာပြီးတော့ဟာတာကိုတယောက်ချင်းထွက်တိုက်ဖို့အတန်ကုန်ဟစ်ပြီးတော့စိန်ခေါ်ပါတော့တယ်။ Hector! ဟာတာကလည်းသူ့ရဲ့ကံကြမ္မာကိုသူသိနေတဲ့အတွက်ဇနီးတဲ့ကိုမြို့ထဲကနေလျှို့ဝှက်ထွက်ပြေးလို့ရမယ့်လမ်းကြောင်းကိုပြသပြီးတော့တာလီကိုနောက်ဆုံးအချိန်နှုတ်ဆက်ကထွက်လာခဲ့ပါတယ်။နှစ်ဖက်စစ်တပ်ကြီးနဲ့ Troy ရဲ့ပြည်သူတွေစောင့်ကြည့်နေတဲ့အလဲမှာရာဇဝင်တွေမဲ့တိုက်ပွဲကြီးကစတင်မှာ။ Now you know who you're fighting. အကျိတ်နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာဒေါသနဲ့အရေးချင်းပေါင်းဆက်နေတဲ့အာခီလစ်ကဟတ်တာကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီအမြမကျေနပ်သေးပဲနဲ့အလောင်းကိုပါရထားရဲ့နောက်မှာကျိုးနေချီကစခန်းကိုဖုံတလူလူနဲ့ရရဆက်ဆက်ဆွဲယူသွားခဲ့ပါတယ်။အဲ့ဒီညမှာတော့အလုံးကိုစိတ်ထိခိုက်စရာကောင်းတဲ့အဖြစ်ပြတစ်ခုဖြစ်လာပါတယ်။ Troy ရဲ့ဘီယန်ကြီးပရီယန်ကိုရန်ဂရီအဆောင်ရဲ့မျက်စိကိုလျှို့ဝှက်ရှောင်းတိန်ပြီးတော့ဟာကီလီရဲ့စတဲတဲ့အထိဝင်လာပါတယ်။ဘီယန်တစ်ပါးရဲ့မာနာတွေကိုချကတားဖြစ်သူရဲ့အလောင်းကိုပြန်ပေးဖို့ဖခင်တယောက်အနေနဲ့ငိုယိုတောင်းပန်ပါတယ်။ဒီမြင်ကွင်းကြောင့်အာခီလစ်လည်းစိတ်ထိခိုက်သွားပြီးတော့အလောင်းရောဂရက်စီယက်ကိုပါပြန်ပေးလိုက်ပါတယ်ပြီးတော့ဟက်တာရဲ့ဇာဗနာအတွက်စနေရတီတီစိတ်ရနာထားပေးခဲ့ပါတယ်။စနေရပြည့်သွားတဲ့အချိန်မှာတော့ဂရီတွေကယောဂစုပ်ကြရောက်လို့ဆိုးခါသွားပြီဆိုတဲ့အခင်ရအောင်လုပ်ပြီးတော့အေးအမတသားမင်းကြီးတကောင်ကိုကမ်းခြေမှာထားရစ်ခဲ့ပါတယ်။ဂျော်ဂျန်နေတာဘောအဝဲရဲ့သင်္ကေတအဖြစ်ယူဆပြီးတော့မင်းကြီးကိုမျိုးတဲကိုဆွဲသွင်းသွားခဲ့ကြတယ်။အဲ့ဒီညလူတွေအောင်ပွဲခံပြီးတော့အိမ်မောကြနေတဲ့အချိန်မှာ
ဒေတာမြင်းထဲမှာပုံအောင်နေတဲ့ Odysseus နဲ့ Greece စစ်တီတွေဟာရုပ်ဝက်ထွက်လာပြီးတော့မြို့တကာကြီးကိုဖွင့်ပေးလိုက်ပါတယ်အတင်းဆောင်နေတဲ့ Greek တက်ကြီးကအလုံးရင်းနဲ့ဝင်လာပြီးတော့ခန္ဓာရင်မရှိတော့တဲ့ခါမျိုးကြီးကိုမိရှို့စစ်တီတွေကိုအဆုံးသတ်ပေးကအပြီးတိုင်ဖြတ်စီးပစ်လိုက်ကြပါတော့တယ်ဇာလန်ရဲ့အဆုံးမှာတော့မီဟွန်းတောင်းနေတဲ့မြို့ထဲမှာ Achilles က Perseus ကိုလိုက်ရှာနေပါတယ်အာဂမန်နုက Perseus ကိုတွေ့သွားပြီးတော့တပ်ဖို့ကြိုးစားပေမဲ့ Perseus ကပြန်လဲခုခံပြီးတော့အာဂမန်နုကိုတတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာ Achilles ရောက်လာပြီးတော့ Perseus ကိုကယ်တင်နိုင်ခဲ့ပေမဲ့ Hector ရဲ့ညီ Paris ရောက်လာပြီး Achilles ကိုမြားနဲ့ပြစ်ခတ်ပါတယ်ညာပေါင်းများစွာပြစ်ခံရပြီးရဲ့နောက်မှာတော့သူ့ရဲ့တခုတည်းသောအားနည်းချက်ဖြစ်တဲ့ဖနှောင်းကိုမြားမှန်ပြီးတော့ Achilles ကကြာဆုံးသွားခဲ့သူ့အလောင်းကို Odysseus ကနောက်ပိုင်းမှာမိသကြိုပေးခဲ့ပြီးတော့ Perseus ကတော့ Paris နဲ့အတူမြို့ရဲကနေညဝလန်ကတဆင်ထွက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်ဒီလိုနဲ့တမိုင်းမှာအကြီးကျယ်ဆုံးနဲ့အခိုင်အခံဆုံးဖြစ်ခဲ့တဲ့ထွန်းမျိုးကြီးလဲပြပုံပေါ်ကိုရောက်ရှိကတန်တာရီလာစစ်ပွဲကြီးလဲဆုံးသက်သွားပါတော့တယ်နောက်ထပ် My Sorry Recap ဗီဒီယိုတွေအတွက် Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာ